ခံစားချက်တွေမထိန်ချုံနိုင်ပဲဒေါသထွက်နေရတာစိတ်အနှောက်အယှက်ဖြစ်နေရတာတွေကကျွန်တော်တို့နေ့စဉ်ဘဝမှာအခက်အခဲတစ်ခုလိုဖြစ်နေတတ်တယ်တယောက်ယောက်ကကိုယ်စိတ်ကိုမွန်းကျက်အောင်လုပ်လိုက်တဲ့အခါမျိုးမှာရုပ်ရည်ဒေါသထွက်လာတာရင်ဘတ်ထဲတင်းကျပ်လာတာအတွေးတွေရှုပ်ထွေးလာတာမျိုးတွေဖြစ်တတ်ပါတယ်ဒီလိုအခြေအနေကကိုယ့်ရဲ့တနေ့တာကိုဖျက်ဆီးပစ်နိုင်ပါတယ်ဒါပေမဲ့တခြားသူတွေဘာပဲပြောဘာပဲလုပ်တည်တည်ငြိမ်ငြိမ်နဲ့မတုံ့လှုပ်ဖဲနေနိုင်ဖို့တင်ယူလို့ရပါတယ်ဘယ်လိုတင်ယူရမလဲဆိုတာဆက်ပြီးနားထောင်ကြည့်ကြရအောင်အဲ့ဒီလိုမျိုးမကြိုးပယ်နိုင်တဲ့စိတ်တည်ငြိမ်မှုကိုဘယ်လိုတည်ဆောက်မလဲကိုယ့်ပတ်ဝန်းကျင်မှာဗရုပ်ဖရက်တွေဖြစ်နေရင်တောင်ကိုယ့်ရဲ့စိတ်ငြိမ်သက်မှုကိုဘယ်လိုထိန်းသိမ်းမလဲဆိုတာဒီဗီဒီယိုကနေပြသထားပါတယ်တုံ့ပြန်မှုတွေကိုဘယ်လိုထိန်းချုပ်မလဲတကယ်အရေးကြီးတဲ့အရာတွေကိုဘယ်လိုအာရုံစိုက်မလဲကိုယ့်ရဲ့စွမ်းရည်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေကိုတင်တွေ့ရမှာပါဒေါသနဲ့စိတ်အနှောက်အယှက်တွေကလွတ်မြောက်ဖို့ဆိုတာကကိုယ်လုံနိုင်တဲ့အရာပါဒါပေမဲ့အစွမ်းထက်တဲ့ရွေးချယ်မှုတွေနဲ့စတင်ရပါမယ်ပထမဆုံးအရေးကြီးတဲ့အချက်ကလူတွေမလေးစားတဲ့အခါမျိုးမှာချက်ချင်းမတုံ့ပြန်ခင်ရပ်တန့်ပြီးစဉ်းစားဖို့ကိုလေ့ကျင့်ပေးရပါလူအများစုကသူတို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုပဲချက်ချင်းတုံ့ပြန်ပြီးဘဝကိုဖျက်ဆီးနေကြတယောက်ယောက်ကရိုင်းဆိုင်တဲ့စကားပြောလာတာနဲ့ဒါမှမဟုတ်မတင်လျော်တဲ့အပြုအမူလုပ်လာတာနဲ့သူတို့ရဲ့စိတ်တည်ငြိမ်မှုကိုဆုံးရှုံးပြီးဒေါသပေါက်ကွဲကြပါတယ်သူတို့ကတခြားသူကိုစိတ်ခံစားချက်ထိန်းချုပ်ခွင့်ပေးလိုက်တာပါပဲဒါဟာကျွန်တော်တို့လွဲမားနေတဲ့အားနည်းချက်တစ်ခုပါခမားကအင်အားပြည့်ဝပြီးတည်ငြိမ်တဲ့အာယုံစူးစိုက်မှုရှိတဲ့ဘဝကိုနေထိုင်ခြင်းနဲ့ဆိုရင်လေးစားခံရပြီးထိန်းချုပ်နိုင်စွမ်းရှိခြင်းနဲ့ဆိုရင်မလေးစားခံရတဲ့အခါချက်ချင်းမတုံ့ပြန်ခင်ရပ်တန့်ဖို့ကိုလေ့ကျင့်ရပါမယ်စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်းဆိုတာမွေးရပါပါရမီမဟုတ်ပါဘူးတနေ့ချင်းစီအခြေအနေတစ်ခုချင်းစီပေါ်မှာတိဆောက်ရယူရတဲ့အရာပါတယောက်ယောက်ကခမားကိုစမ်းတက်ဖို့ကြိုးစားတဲ့အခါမျိုးမှာကိုတတိထားပြီးတည်ငြိမ်အောင်နေထိုင်ခြင်းကခမားပူပြီးတန်မာလာပါလိမ့်မယ်မှန်တာကိုပြောတာပဲဆိုပြီးဒေါသဒါမှမဟုတ်စိတ်ပြည့်ခြင်းနဲ့တုံ့ပြန်လိုက်တဲ့အခါခမားရှုံးသွားပါလိမ့်မယ်ခမားရဲ့စွမ်းအင်တွေဆုံးရှုံးလိုက်တာပါပဲစစ်မှန်တဲ့ခွန်အားဆိုတာစိတ်ထိန်းချုပ်နိုင်မှုတီးခံမှုတိတ်ဆိတ်ခြင်းတို့ကနေလာတာဖြစ်ပြီးတော့ခမားရဲ့ခံစားချက်တွေကလဲကျသွားခြင်းနေပေမဲ့မမတ်ရပ်တည်နိုင်ခြင်းကနေလာတာဖြစ်ပါတယ်ဒါကမလွယ်ပေမဲ့တန်ဖိုးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ရပ်တန့်ဖို့စောင့်ဖို့မတုံ့ပြန်ခင်အသက်ရှူဖို့တင်ယူပြီးတာနဲ့ခမားကိုဘယ်သူမှထိလို့မရနိုင်တော့ပါဘူးဘယ်သူမှလှုပ်ခါလို့မရနိုင်တော့ဘူးဆိုတာယုံကြည်လိုက်ပါပထမအဆင့်ကတော့ဘာတွေကကိုယ်စိတ်ကိုနှိုးဆွတတ်လဲဆိုတာတတိထားရပါမယ်ကိုယ်ခန္ဓာကိုတင်းကျပ်လာတာမေးရိုးတွေကြစ်ပါအောင်စိစော်မိတာနှလုံးခုန်လုံးမြန်လာတာမျိုးတွေတတိထားပါဒါတွေကခမားရဲ့ခန္ဓာကိုယ်ကဟန်ချက်ပြတ်တော့မယ်ဆိုတဲ့လက္ခဏာတွေပြနေတာပါဒီအချိန်မှာစိတ်ပိုင်းဆိုင်ရာအရာတလန်းနောက်ဆုတ်လိုက်ပါရပ်တန့်လိုက်ပါခံစားချက်နဲ့မတုံ့ပြန်ပါနဲ့ရံပြန်တွေ့ဖို့မကြိုးစားလိုက်ပါနဲ့သူတို့ကိုစိတ်ငြိမ်ငြိမ်နဲ့ပဲစောင့်ကြည့်ပါသူတို့ကခမားရဲ့တုံ့ပြန်မှုကိုလိုချင်နေကြပါတယ်ဒါပေမဲ့ခမားကမပေးပဲငြိမ်ငြိမ်လေးနေလိုက်တဲ့အခါသူတို့ကိုလက်နဲ့ချလိုက်တယ်လို့ဖြစ်စေပေမဲ့စီကန်းရှိမှုကိုလေးစားမှုထိမ့်ချုပ်နိုင်မှုအဲ့ဒါကခမားအနိုင်ယူတဲ့နည်းပါအတန်ကျဲကျဲနဲ့မဟုတ်ပဲကိုယ့်ရဲ့စံနှုန်းကိုမြင့်တင်ခြင်းကမလေးစားမှုဆိုတာခမားကိုတတ်မှတ်တာမဟုတ်ပါဘူးဒါကမလေးစားတဲ့သူကိုတတ်မှတ်တာပါခမားရဲ့အလုပ်ကသူတို့ရဲ့စွမ်းရည်နဲ့လိုက်ညှိနေဖို့မဟုတ်ပါဘူးကိုယ့်ရဲ့စွမ်းရည်ကိုကာကွယ်ဖို့ပါဘာဖြစ်လို့လဲဆိုတော့တကယ်တော့နေတိုင်းခမားမှာစွမ်းရည်အများကြီးမရှိနိုင်ပါဘူးအဲ့ဒါကိုအာယုံစိုက်เสียမလိုတဲ့အရာတွေအပေါ်ဒေါသထွက်ပြီးဖြုံတီးပစ်လိုက်ရင်တကယ်အရေးကြီးတဲ့အရာတွေအတွက်ဘယ်တော့မှအလုံးလောက်ရှိမှာမဟုတ်ပါဘူးရပ်တန့်ဖို့ကိုလေ့ကျင့်တာကအလေးကျင့်ကောင်းတစ်ခုဖြစ်ပါတယ်တညာတဲ့နဲ့ဖြစ်လာမှာမဟုတ်ဘူးမှားယွင်းမိမှာပါပဲဒါပေမဲ့ကိုတတိထားမိတိုင်းတုံ့ပြန်မှုတဲ့တိတ်ဆိတ်ခြင်းကိုရွေးချယ်ခြင်းကခမားခွန်အားတိဆောက်နေတာပါပဲဒီခွန်အားကဘဝရဲ့အရှုထောင့်တိုင်းမှာပေါ်လာပါလိမ့်မယ်ဒါပေမဲ့ဒါကလူတွေကိုခမားအပေါ်ခြေပြစ်လက်ပြစ်လောက်ခွန်ပေးတာမဟုတ်ဘူးဆိုတာနားလည်ပါဒါကခမားထာဝရတိတ်ဆိတ်မှာကိုဆိုလိုတာမဟုတ်ပါဘူးမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့တုံ့ပြန်မှုကိုရွေးချယ်တာကိုဆိုလိုတာပါစိတ်လိုက်မှန်ပါမဟုတ်ပဲရွေချက်ရှိတုံ့ပြန်တာခံစားချက်နဲ့မဟုတ်ပဲရှင်းလင်းပြတာပါကိုယ့်ရဲ့ဟန်ချက်ကိုမဆုံးရှုံးပဲပြဿနာကိုကင်တွယ်ဖြေရှင်းတာပါဒါကတုံ့ပြန်ခြင်းနဲ့မတုံ့ပြန်ခြင်းရဲ့ကွာခြားချက်ပါတုံ့ပြန်ခြင်းကချက်ချင်းဖြစ်တတ်ပြီးစိတ်ခံစားမှုပေါ်အခြေခံတယ်အတ္တကမောင်းနှင်တာမတုံ့ပြန်ခြင်းကစဉ်းစားဆင်ခြင်တတ်တယ်ကိုယ့်ရဲ့တန်ဖိုးတွေကလမ်းညွှန်တာစိတ်ခံစားချက်ကမဟုတ်ပါဘူးခမားကတုံ့ပြန်မဲ့အစားဖြည့်ရှင်းမှုတင်ယူတဲ့အခါခမားရဲ့ဘဝပြောင်းလဲသွားပြီးတခြားသူတွေလောက်တာဒါမှမဟုတ်ပြောတာရဲ့သားကောင်မဖြစ်တော့ပါဘူးကိုဥဆောင်လာပြီးနေတိုင်းဒေါသထွက်တဲ့တုံ့ပြန်မှုတိုင်းကကိုယ့်ရဲ့ဂုဏ်တိတ်ခါကိုတဖြည်းဖြည်းချိုးနေပါလိမ့်မယ်
မမြင်ရပေမဲ့ဖြစ်ပျက်နေပါတယ်စိတ်ကုံရှက်ယွန်းစိတ်ပြည့်ရတဲ့ညှင်းခုန်မှုကိုခေါင်းထဲပြန်တွေးနေရတယ်ဘာပြောခဲ့လဲတွေးနေရတယ်အေးပြည့်ရတယ်အဲ့ဒါအားလုံးကခမည်းတုံ့ပြန်ခဲ့လို့ငိမ့်တဲ့ချင်းကိုထပ်ပေးလိုက်ဒါပေမဲ့ခမည်းရက်တန်လိုက်တဲ့အခါခေါင်းမော်ပြီးထွက်သွားနိုင်တယ်ဂုံယူမိတယ်အင်အားရှိတယ်လို့ခံစားရတယ်နောင်တကိုမတည်ဆောင်ပဲငိမ့်တဲ့ချင်းကိုတည်ဆောင်ပါတယ်အဲ့ဒါကအထိပ္ပယ်မရှိတဲ့ညှင်းခုန်မှုတစ်ခုမှာမှန်ကန်တာထက်ပိုတန်ဖိုးရှိပါတယ်နောက်တစ်ချက်ကတော့လူတွေရဲ့အမြင်တွေအစားကိုယ့်ရဲ့ရည်ရွယ်ချက်ကိုအာရုံစိုက်ပါလူအများစုကတခြားသူတွေဘာပြောမလဲဆိုတာတွေးနေရင်းနဲ့သူတို့ရဲ့အရေးအချင်းအပြည့်အဝကိုဘယ်တော့မှမရောက်ကြဘူးတယောက်ယောက်ကရှယ်မလားဝေဖန်မလားသဘောမတူဘူးလားဆိုတဲ့စိုးရင်စိတ်နဲ့သူတို့ရဲ့အတွေးအခေါ်အမှန်တရားတွေရည်မှန်းချက်တွေကိုထိန်းချုပ်ထားကြတယ်ဒါကမမြင်ရတဲ့နိုင်ရန်တွေနဲ့တိဆောက်ထားတဲ့ထောင်တစ်ခုပါလူတွေဘာတွေးမလဲဆိုတဲ့ကြောက်စိတ်ထဲပိတ်မိနေရင်ကိုယ့်ကိုယ်မကြည်ထွားနိုင်ပါဘူးလူတွေရဲ့ထောက်ခံမှုကိုအမြဲတမ်းလိုက်ရှာနေမယ်ဆိုရင်ကိုယ့်ရဲ့ပန်းနိုင်တွေကိုအာရုံစိုက်လို့မရပါဘူးရှင်းလင်းပြတ်သားမှုငြိမ်သက်မှုနဲ့ခွန်အားပြည့်ဝမှုနဲ့နေထိုင်ခြင်းနဲ့ဆိုရင်ကိုယ့်ကိုယ်တိဆောက်မပေးနိုင်တဲ့အမြင်တွေကိုဖိအားပေးတာရပ်ပြည့်ရပါမယ်ခမားရဲ့ရည်ရွယ်ချက်ဆိုတာပုဂ္ဂိုလ်ရေးကိစ္စဖြစ်ပြီးတော့ခမားစီပေးထားတဲ့ခမားအတွင်းထဲမှာမွေးဖွားလာတာပါခမားမြင်တယ်လို့တခြားဘယ်သူမှနားလည်မှာမဟုတ်ပါဘူးသူတို့နားလည်ဖို့လည်းမလိုအပ်ပါဘူးကိုယ့်ရဲ့ရည်ရွယ်ချက်ကိုမလှုပ်ဆောင်ခင်လူတွေနားလည်ဖို့စောင့်နေတာရပ်လိုက်ပါလူအများစုကသူတို့ရဲ့ကိုယ်ပိုင်တန်တရားတွေကိုမကျော်လွှားနိုင်ကြပါဘူးသူတို့မယုံကြည်ကြဘူးဒါကြောင့်ခမားကိုလည်းမယုံကြည်နိုင်ပါဘူးဒါပေမဲ့ဒါကသူတို့မှန်တယ်လို့မဆိုလိုပါဘူးသူတို့ကစိတ်ပိုင်းဆိုင်ရာအရာတည်တည်နေလို့ပဲဆိုလိုတာပါတည်တည်တဲ့စိတ်တွေကနေကိုယ့်ရဲ့လမ်းကြောင်းကိုအနှောက်ယှက်ပေးတာမျိုးရပ်တန့်ရပါမယ်အမှန်တရားကတော့ခမားရှုံးသည်ဖြစ်စေအောင်မြင်သည်ဖြစ်စေလူတွေကပြောနေမှာပါပဲများတာလုံးလို့ဝေဖန်မယ်နဲတာလုံးလို့ဝေဖန်အတစ်တစ်ခုကိုစမ်းကြည့်တဲ့အခါမေးခွန်းထုတ်ပြောင်းလဲသွားတဲ့အခါလှောင်ပြောင်မယ်ဒါဆိုရင်ဘာလို့သူတို့ရဲ့အမြင်တွေကခမားရဲ့အနာဂတ်ကိုဆုံးဖြတ်ခွင့်ပေးမှာလဲခမားကထောက်ခံမှုထက်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုရွေးချယ်ဖို့လိုပြီးတော့တက်တောင်တက်တာထက်လှုပ်ရှားမှုကိုရွေးချယ်ပါလူကြိုက်များမှုတဲ့ရည်ရွယ်ချက်ကိုရွေးချယ်ပါလူအများစုရဲ့အမြင်တွေဟာခမားရဲ့အပြည့်စုံကိုမသိတဲ့လူတွေစီကနေလာတာပါခမားရဲ့အိမ်မပြောတဲ့ညတွေကိုသူတို့မမြင်ကြဘူးခမားတည်ပိုးထားတဲ့ဖိအားတွေကိုသူတို့မခံစားရဘူးခမားရဲ့ဆာလောင်မှုကိုသူတို့နားမလည်ဘူးဒါဆိုရင်ဘာလို့သူတို့ရဲ့တည်တည်တဲ့အမြင်တွေကခမားရဲ့နေဆိုင်တဲ့ရည်မှန်းချက်ကိုတက်ရောက်မှုရှိစေရမှာလေခမားကအမြဲတမ်းလက်ခံမှုစောင့်နေမယ်ဆိုရင်ခမားဘယ်တော့မှလှုပ်ရှားနိုင်မှာမဟုတ်ပါဘူးပိတ်မိနေပါလိမ့်ဘေးကင်းတာကိုပဲလုပ်နေပါလိမ့်ဘေးကင်းတာကချန်ပီယံတွေကိုမတိဆောက်ပေးနိုင်ပါဘူးနောက်ထပ်အရေးကြီးတဲ့အချက်ကကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့အရာတွေကိုလက်လွတ်ပစ်လိုက်ပါလူအများစုမခံစားရတဲ့ငြိမ်သက်မှုတစ်မျိုးရှိပါတယ်ဘာလဲဆိုတော့သူတို့ကလက်လွတ်ဖို့ဘယ်တော့မှမတင်ယူကြလို့သူတို့မပြင်နိုင်တဲ့အရာတွေသူတို့မပြောင်းလဲနိုင်တဲ့လူတွေသူတို့ဖြည့်ရှင်းစရာမလိုတဲ့ပြဿနာတွေကိုတည်ပိုးထားကြတယ်ပြီးတော့နေတိုင်းမောပန်းနေကြတယ်သူတို့အားနည်းလို့မဟုတ်ပဲသူတို့နဲ့မတက်ဆိုင်တာတွေကိုလွတ်ချဖို့ဆုံးဖြတ်ချက်မချရသေးလို့ပါစစ်မှန်တဲ့ခွန်အားလိုချင်နေဆိုရင်ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့အရာတွေကိုဘယ်လိုလွတ်ချမလဲဆိုတာတင်ယူရပါမယ်အချို့အရာတွေကခမားလိုချင်တဲ့ပုံစံအတိုင်းဖြစ်လာမှာမဟုတ်ပါဘူးဒါကဘဝရဲ့အစိပ်အပိုင်းမှာခမားဘယ်လောက်ကြိုးစားဘယ်လောက်ဂရုစိုက်ဘယ်လောက်ကျင်နာအချို့လူတွေကခက်ခဲနေမှာပါအချို့အခြေအနေတွေကမှားယွင်းသွားမှာပါအချို့ရလဒ်တွေကခမားမျှော်လင့်ထားတာနဲ့ကိုက်ညီမှာမဟုတ်ပါဘူးခမားကဒါကိုဆက်ပြီးတွန်းလှန်နေမလားဒါမှမဟုတ်ကိုယ့်ကိုယ်မပြည့်စည်ပဲလက်ခံဖို့တင်ယူမလားဒါကအပြောင်းလဲတစ်ခုဖြစ်ပါတယ်ဒါကစိတ်တည်ငြိမ်မှုကိုမထိုက်တန်တဲ့အရာတွေစီကိုဆုံးရှုံးတာကိုရပ်တန့်လိုက်တဲ့တင်ယူခြင်းမှာခမားကတခြားသူတယောက်ရွေးချယ်တဲ့အရာကိုထိန်းချုပ်လို့မရပါဘူးသူတို့ရဲ့စကားတွေသူတို့ရဲ့တုံ့ပြန်မှုတွေသူတို့ရဲ့စိတ်နေစိတ်ထားတွေကိုထိန်းချုပ်လို့မရပါဘူးလွတ်ချလိုက်တာဟာခရုမစိုက်တာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ငြိမ်သက်မှုကိုမဖြုံးတိမိအောင်ခရုစိုက်တာဖြစ်ပါတယ်အမှန်တရားကတော့အချို့အရာတွေဟာကိုယ့်ရဲ့တာဝန်မဟုတ်ဘူးဆိုတာကိုလက်ခံလိုက်တာပါနေတိုင်းစိတ်ဖိစီးမှုရှုပ်ထွေးမှုဒါမှမဟုတ်တခြားသူရဲ့စိတ်ခံစားမှုမုန်တိုင်းတွေကိုဆွဲတွန်းခံရဖို့တွေးဆောင်ခံရပါလိမ့်နားမလည်စရာတွေကိုမြင်ရလိမ့်စိတ်အနှောက်အယှက်ဖြစ်စေတာတွေကိုကြားရလိမ့်ငြိမ်သက်မှုကိုလေးစားတဲ့သူတွေနဲ့မကြုံဘူးတဲ့သူတွေကိုရင်ဆိုင်ရပါလိမ့်ခမားကအရာအလုံးကိုတုံ့ပြန်ရင်ကိုယ့်ထိန်းချုပ်မှုဆုံးရှုံးလိမ့်ကဘာကြီးရဲ့ရှုပ်ထွေးမှုတွေအတွက်ကြုံခံရပါလိမ့်ဒါကြောင့်လွတ်ချခြင်းဟာအားနည်းချက်မဟုတ်ပါဘူးဒါကဉာဏ်ပညာပါစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုပါခွန်အားပါကိုယ့်ရဲ့စွမ်းအင်မထိုက်တန်တဲ့အခြေအနေတစ်ခုကနေလက်ထွက်ဖို့အားရင်တွေလိုပါတယ်ဘယ်စော်ကားမှုတိုင်းကိုမှမတုံ့ပြန်မှုစီကံလိုပါတယ်ဒေါသအစငြိမ်သက်မှုကိုရွေးချယ်ဖို့စိတ်ခံစားမှုထိန်းချုပ်နိုင်မှုလိုပါတယ်အဲ့ဒီထိန်းချုပ်မှုကကိုယ်ဘာကိုထိန်းချုပ်နိုင်တယ်ဘာကိုထိန်းချုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသိခြင်းကနေလာတာပါ
ခမည်းကအတော်အလာကိုထိန်းချုပ်လို့မရဒါပေမဲ့အဲ့ဒီအချိန်မှာဘယ်လိုအသက်ရှူမလဲဆိုတာထိန်းချုပ်လို့ရတယောက်ယောက်ရဲ့ရိုင်းဆိုင်တဲ့စကားတွေကိုထိန်းချုပ်လို့မရဒါပေမဲ့ခေါင်းထဲမှာဘယ်လောက်နေရာပေးမလဲဆိုတာထိန်းချုပ်လို့ရမနေ့ကဖြစ်ခဲ့တာကိုထိန်းချုပ်လို့မရဒါပေမဲ့ဒီနေ့ဘယ်လိုပေါ်လာမလဲဆိုတာထိန်းချုပ်လို့ရခမည်းခံစားနေရတဲ့စိတ်ဖိစီးမှုအများစုကမဖြစ်နိုင်တာတွေကိုဖြစ်စေချင်တာကနေလာတာပါအမှန်တရားကိုတိုက်ခိုက်တာကနေလာတာပါဒါပေမဲ့အမှန်တရားကခမည်းခံစားရတာကိုဂရုမစိုက်ဘူးခမည်းဘာကိုထိန်းချုပ်လို့မရဘူးဆိုတာကိုမြန်မြန်လက်ခံလေစွမ်းရင်ပူချွေတာနိုင်လေပါပဲအဲ့ဒီစွမ်းရင်ထဲမှာတကယ်အရေးကြီးတဲ့အရာတွေတိုးတက်မှုရနိုင်ပါတယ်ဘာကိုမြင့်တင်နိုင်မလဲဆိုတာကိုအာရုံစိုက်နိုင်တယ်ကိုယ့်ရဲ့စိတ်နဲ့စိတ်ထားကိုပြုပြင်နိုင်တယ်ကိုယ့်ရဲ့အားကောင်းစေမဲ့အလေးကျင့်တွေကိုတည်ဆောက်နိုင်တယ်အရာအလုံးကိုထိန်းချုပ်ဖို့ကြိုးစားတာဟာမောပန်းစေပြီးစိတ်ပိုင်းဆိုင်ရာအရာအကုန်ခန်းစေတယ်စိုးရင်ပူပန်မှုဖြစ်စေတယ်အမြဲတမ်းကြောက်စိတ်နဲ့စိတ်ပြည့်ခြင်းအခြေအနေတွေရောက်စေတတ်တယ်ခမည်းကအရာအလုံးကိုတည်ဖို့မွေးဖွားလာတာမဟုတ်ဘူးကိုယ်နဲ့ဆိုင်တာတွေကိုစီမံခန့်ခွဲဖို့မွေးဖွားလာတာပါအဲ့ဒါကလက်လွတ်ဖို့တင်ယူတာကိုဆိုလိုပါတယ်လက်လျှော့တာမဟုတ်ပါဘူးကွာခြားမှုရှိပါတယ်လက်လျှော့တာကကိုယ်တာဝန်ကနေထွက်သွားတာလက်လွတ်တာကကိုယ်တာဝန်မဟုတ်ခဲ့တဲ့အရာတွေကနေထွက်သွားတာပါနောက်ထပ်အရေးကြီးတဲ့အချက်ကကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးကိုတည်ဆောက်ပါဒါမှဘယ်သူကမှခမည်းကိုမထိန်ချုပ်နိုင်ပါခမည်းဘယ်သူလဲဆိုတာကဘာကြီးကပြောပြတာကိုဂရုမစိုက်ပါဘူးဂရုစိုက်ရင်အမြဲတမ်းမရေမရာဖြစ်နေပါလိမ့်ဘယ်တော့မှမတည်မြဲတဲ့ထောက်ခံမှုတွေကိုလိုက်ရှာနေလိမ့်တယောက်ယောက်ကတန်တရားဝင်တာဝေဖန်တာခမည်းရဲ့အရေးချင်းကိုမမြင်တာမျိုးဖြစ်တိုင်းကိုတန်ဖိုးကိုမေးခွန်းထုတ်နေလိမ့်ဒါကခိုင်မာတဲ့အုံမြင့်မဟုတ်ဘူးအာရင်မဟုတ်ပါဘူးအာရင်ပြေဝစွာနေထိုင်နိုင်ဖို့တကူတည်းသောနီလန်းကတော့ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးကိုအတွန်းထဲကနေတည်ဆောက်ဖို့တခြားသူတယောက်ရဲ့အတည်ပြုချက်မလိုပဲခမည်းဘယ်သူလဲဆိုတာခမည်းသိဖို့လိုအပ်ပြီးချီကျူးစကားတွေကနေမဟုတ်ပဲစူးစမ်းအားထုတ်မှုကိုလေးစားမှုနဲ့အမှန်တရားတွေကနေနေတိုင်းအုတ်ခဲတစ်ချက်ချင်းစီပုံစံတိဆောက်ဖို့လိုပါတယ်ကိုယ့်ရဲ့တန်ဖိုးကိုသိတဲ့အခါလူတွေကိုလိုက်ပြောနေစရာမလိုတော့အာယုံစိုက်ခံရဖို့မတောင်းဆိုပါနဲ့တယောက်ယောက်ကသဘောမတူတဲ့အခါကိုမတိမ်ငယ်ပါနဲ့သူတို့ရဲ့အမြင်တွေကခမည်းရဲ့စိတ်ခံစားချက်ပေါ်အာယုံစိုက်မှုရှိပါဒါကဂရုမစိုက်တာမဟုတ်ပါဘူးဒါပေမဲ့မိခိုးမနေတာပါကွာခြားမှုရှိပါကိုယ့်ရဲ့အတွန်းခွန်အားကိုနှက်ဆိုင်အောင်တိဆောက်ပါဘယ်ပြင်ပစူညံတန်ကမှလှုပ်ခါလို့မရအောင်ကဘာကြီးကခမည်းကိုစမ်းတတ်လိမ့်မယ်လူတွေကခမည်းကိုနားလည်မှုလွဲလိမ့်အချို့ကမတရားဝေဖန်လိမ့်မယ်ဒါကထင်ရှားစွာနေထိုင်ခြင်းရဲ့အစိတ်ပိုင်းပါဒါပေမဲ့ကိုလေးစားဖို့အလုံးလုံးထားတဲ့အခါဖိအားအောက်မှာမကြိုးပဲ့ပဲကိုတန်ဖိုးကိုတိဆောက်ဖို့အရေးကြီးဆုံးကတော့ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ရက်တွေကိုကိုယ့်ရဲ့စံနှုန်းတွေကိုယ့်ရဲ့စိတ်ကြံ့ခိုင်မှုတွေကနေလာတာပါဒါကစစ်မှန်တဲ့ကိုယ်ပိုင်တန်ဖိုးပါလူအများစုကသူတို့ရဲ့တန်ဖိုးကိုအတွန်းပိုင်းကနေဘယ်တော့မှမတိဆောက်ကြဘူးတယောက်ယောက်ကပေးဖို့ပဲစောင့်နေကြတယ်တယောက်ယောက်ကချီကျူးမှဒါမှမဟုတ်ကောင်းကောင်းဆက်ဆံမှကောင်းတယ်လို့ခံစားရဖို့ပဲစောင့်နေကြတယ်ဒါကအန္တရာယ်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့တခြားသူတယောက်ကပေးနိုင်ရင်သူတို့ပြန်ယူသွားနိုင်တယ်ကိုယ့်ရဲ့အထောက်ထားကိုဒီလောက်ထိလွယ်ရှလွယ်ခြင်းကိုခွင့်မပြုပါနဲ့ပြင်စမအချက်ကတော့ဒေါသထွက်လာတိုင်းကိုယ့်ရဲ့အသက်ရှူနှုန်းကိုထိန်းချုပ်ပါဒေါသဟာခန္ဓာကိုယ်တစ်ခုလုံးကိုစက္ကန့်ပိုင်းအတွင်းထိန်းချုပ်နိုင်ပါရင်ဘတ်တင်းကျပ်လာတာမျက်နှာပူလာတာလက်တီးဆုပ်မိတာစကားလုံးတွေပြတ်သားကြမ်းတမ်းလာတာမျိုးခံစားရပါလိမ့်နှလုံးခုန်လုံးမြန်လာပြီးအတွေးတွေကကျယ်လောင်ပြီးတော့ရှုပ်ထွေးလာပါလိမ့်အဲ့ဒီအချိန်လေးမှာလူအများစုကထိန်းချုပ်မှုဆုံးရှုံးကြပါဒါပေမဲ့အမှန်တရားကတော့ဒေါသဟာခမည်းခွင့်မပြုရင်ခမည်းကိုထိန်းချုပ်နိုင်မှာမဟုတ်ပါဘူးစိတ်နဲ့လောက်ရက်တွေကိုလူယူတာကိုရပ်တန့်ဖို့အစွမ်းထက်ဆုံးနီလန်းကတော့ရိုးရှင်းတဲ့အရာခမည်းမွေးဖွားလာတဲ့နေ့ကလေးကလုံနေခဲ့တဲ့အရာကိုပြန်သွားဖို့ပါအဲ့ဒါကတော့ကိုယ့်ရဲ့အသက်ရှူခြင်းမှာဒေါသထွက်လာတဲ့အခါအသက်ရှူတာကပိုပြီးမြန်လာဒါကတင်းငယ်တဲ့အသေးစိတ်မဟုတ်ပါဘူးဒါကကိုယ့်ရဲ့အာယုံကြောစနစ်ကတိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့ပြောနေတဲ့လက္ခဏာပါဒါကိုခမည်းကာကွယ်ဖို့ကြိုးစားနေတာဒါပေမဲ့ခမည်းကအန္တရာယ်နဲ့ရောက်နေတာမဟုတ်စကားပြောဆိုမှုတစ်ခုသဘောထားကွဲလွဲမှုတစ်ခုစိတ်ဖိစီးမှုရှိတဲ့အချိန်တစ်ခုထဲမှာရောက်နေတာခမည်းတိုက်ခိုက်ဖို့မလိုဘူးတည်ငြိမ်ဖို့ထက်မြက်ဖို့ထိမ့်ချုပ်နိုင်ဖို့ပဲလိုပါဒေါသထွက်နေတဲ့အချိန်ရှင်းလင်းမတွေးနိုင်ဘူးစကားလုံးတွေကိုပညာရှိမရွေးချယ်နိုင်အသက်ရှူတာထိမ့်ချုပ်မှုမဲ့နေရင်ကိုယ့်ရဲ့စိတ်တည်ငြိမ်မှုကိုမကာကွယ်နိုင်ပါဘူးဒါကြောင့်ဒေါသထွက်လာတာနဲ့အသက်ရှူနှုန်းကိုကျွမ်းကျင်အောင်တင်ယူရပါမယ်ဒါကဒေါသမထွက်ဟန်ဆောင်တာမဟုတ်ပါဘူးကိုယ့်ရဲ့အင်အားကိုပြန်ယူတာပါပထမဆုံးလုပ်ရမှာကမှန်လေးအသက်ရှူဖြည်းဖြည်းချင်းနှက်ဆိုင်စွာရှူသွင်းပါရင်ဘတ်ထဲကိုတင်မဟုတ်ပဲဘိုက်အောင်ပိုင်းအထိခဏလေးထိန်းပြီးဖြည်းဖြည်းချင်းရှူထုတ်ပါမနာပါနဲ့ခမည်းရဲ့ခန္ဓာကိုယ်ထဲမှာလှုပ်ရှားနေတာကိုခံစားပါခမည်းခန္ဓာကိုယ်ပဲငြိမ်သက်စေတာမဟုတ်ပါခမည်းရဲ့စနစ်တစ်ခုလုံးကိုငြိမ်သက်စေပါတယ်စိတ်ရှင်းလာတယ်အတန်နူးညံ့လာတယ်တင်းမာမှုတွေပြေပြောက်လာတယ်ရုပ်ရည်ခမည်းကိုအပြည့်အဝထိန်းချုပ်ထားတဲ့အရာကအားပြုတ်လာတာကိုတွေ့ရပါလိမ့်လူအများစုကဒေါသထွက်တဲ့အခါပူကျဲလောင်အောင်အော်ဖို့ပူမြန်အောင်လှုပ်ရှားဖို့
ပုံမြန်အောင်တုတ်ပြန်ဖို့လိုတယ်လို့ထင်ကြတယ်ဒါပေမဲ့ဒါကအခြေအနေကိုပိုဆိုးစေုံပဲရှိစေပြီးတော့ဒေါသဟာမြန်နှုံးနဲ့စူညံတံပေါ်မှာမူတည်ပြီးငြိမ်သက်မှုကတော့တိတ်ဆိတ်ခြင်းနဲ့ငြိမ်သက်ခြင်းထဲမှာပဲရှင်တန်တယ်ခက်ခဲတဲ့အချိန်တွေမှာကိုထိန်းချုပ်ခြင်းနဲ့ဆိုရင်အဲ့ဒီအချိန်တွေကိုနှေးကွေးအောင်လုပ်ရပါမယ်ခမည်းရဲ့အသက်ရှူခြင်းကပထမဆုံးအစွမ်းထက်ဆုံးနီးလန်းမှာပဲပောက်ကွဲပြီးမှမဟုတ်ပါဘူးအဲ့ဒီခံစားချက်စလာတာနဲ့ချက်ချင်းမှာပဲအဲ့ဒီအချိန်ကလေ့ကျင့်ရမယ်အချိန်ကောင်းပါပဲဆထမအချက်ကတော့လူတိုင်းကခမည်းရဲ့တုတ်ပြန်မှုကိုခံယူလိုက်တာမဟုတ်ဘူးဆိုတာလက်ခံပါအချို့လူတွေကခမည်းစီကတုတ်ပြန်မှုတစ်ခုရဖို့တက်ပြောတတ်ကြပါတယ်သူတို့ကအမှန်တရားကိုစိတ်ဝင်စားတာမဟုတ်ဘူးနားလည်မှုကိုရှာဖွေနေတာမဟုတ်ဘူးသူတို့ကထိန်းချုပ်ချင်တာခမည်းကိုစိတ်ဆိုးစေခမည်းရဲ့အာယုံစိုက်မှုကိုအနှောက်အယှက်ပေးချင်တာအကြီးမားဆုံးအမှားကတော့ခမည်းသူတို့စီစွမ်းအင်ပေးဖို့တာဝန်ရှိတယ်လို့ထင်နေတာပါပဲခမည်းမှာမရှိပါဘူးဘယ်မှတ်ချက်တိုင်းကိုမှပြန်ဖြေစရာမလိုအပ်ပဲဘယ်ဝေဖန်မှုတိုင်းကိုမှကိုရှင်းပြစရာမလိုပါဘူးတယောက်ယောက်ကခမည်းကိုဆွဲချဖို့ကြိုးစားတိုင်းထွက်ပေါ်လာစရာမလိုအပ်ပါဘူးလူတိုင်းကခမည်းရဲ့တုံ့ပြန်မှုကိုမထိုက်တန်ဘူးဆိုတာမှတ်ထားဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့စကားတွေနဲ့အချိန်တွေကိုဂရုတစိုက်ရွေးချယ်ခြင်းအပြင်ကိုယ့်ရဲ့စိတ်ငြိမ်သက်မှုကိုဘယ်လိုကာကွယ်ရမလဲဆိုတာတင်ယူရပါမယ်တယောက်ယောက်ကစကားပြောတာနဲ့ခမည်းကပြန်ပြောဖို့တတိထားပါတယောက်ယောက်ကကြောက်ခဲနဲ့ပေါက်တာနဲ့ခမည်းကလည်းကြောက်ခဲနဲ့ပြန်ပေါက်เสียမလိုအပ်ပါဘူးတကယ်တော့နားထောင်ဖို့ဂရုမစိုက်တဲ့သူတွေကိုပြန်ဖြေတဲ့အခါခမည်းရဲ့စကားတွေထက်ပူတန်ဖို့ရှိတဲ့အရာတခုကိုဆုံးရှုံးပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့စိတ်အေးချမ်းမှုပါအရန်ကိုတန်ဖိုးကြီးပါတယ်ကြီးထွားဖို့ကြိုးစားနေတဲ့အခါခမည်းလုံနေတဲ့ပုံစံကိုမကြိုက်တဲ့သူတယောက်ယောက်ကအမြဲတမ်းရှိနေမှာခမည်းပူအာယုံစိုက်လာတဲ့အခါပူစီကန်းရှိလာတဲ့အခါကိုပူထိန်းချုပ်လာတဲ့အခါခမည်းအာယုံပြက်နေတော့ကမှအဆင်ပြေနေတဲ့သူတွေကိုတွေ့ရပါလိမ့်ခမည်းနဲ့အတူကြီးထွားမလာပဲအမြင်တွေကဲ့ရဲ့လှောင်ပြောင်မှုတွေဒါမှမဟုတ်တွေ့ဝိုက်တော့အပြင်ပြစ်တင်ပြောဆိုမှုတွေနဲ့ခမည်းကိုနှေးကွေးအောင်ကြိုးစားကြလိမ့်မယ်အရေးကြီးတဲ့အချက်တစ်ခုကိုရှင်းရှင်းလင်းလင်းသိထားရမယ်တိတ်ဆိတ်ခြင်းဟာအားနည်းချက်မဟုတ်ပါဘူးဉာဏ်ပညာပါခမည်းကအစိုးမြင်တဲ့အတန်တိုင်းကိုတုတ်ပြန်နေမယ်ဆိုရင်ကိုယ့်ရဲ့အတန်ကိုနားထောင်ဖို့စွမ်းရင်အလုံးလောက်ဘယ်တော့မှရှိမှာမဟုတ်ပါဘူးတတ္တမအချက်ကတော့စိတ်ခံစားချက်နဲ့မဟုတ်ပဲယုတ်တိဗေဒနဲ့တုတ်ပြန်မှုကိုယ်စိတ်ကိုတင်ကြားပေးပါခမည်းရဲ့စိတ်ကိုစိတ်ခံစားခြင်းနဲ့အထူးသဖြင့်ဒေါသဒါမှမဟုတ်စိတ်ပြည့်ခြင်းနဲ့အရင်တုတ်ပြန်ခွင့်ပေးလိုက်တဲ့အခါအခြေအနေကိုထိန်းချုပ်နိုင်မဲ့အခွင့်အရေးကိုဆုံးရှုံးသွားတတ်ပါတယ်ခံစားချက်တွေတက်တဲ့အပေါ်အခြေခံပြီးတုတ်ပြန်လိုက်တဲ့အခါခမည်းရဲ့အင်အားကိုလက်လွဲပေးလိုက်တာဖြစ်သွားပါလိမ့်အတွေးတွေဝေဝါးသွားမယ်ဆုံးဖြတ်ချက်တွေမရှင်းလင်းတော့လောက်ရက်တွေကကောင်းကျိုးတဲ့ဆိုးကျိုးပိုများလာမယ်ကိုယ်စိတ်ကိုယုတ်တိဗေဒနဲ့တုတ်ပြန်ဖို့တင်ကြားပေးခြင်းဟာခမည်းတီဆောက်နိုင်တဲ့တန်ဖိုးရှိဆုံးစွမ်းရည်တွေကတခုပါဒါကတုတ်ပြန်ခြင်းနဲ့မတုတ်ပြန်ခြင်းရဲ့ကွာခြားချက်ပါတခုကချက်ချင်းဖြစ်ပေါ်တာနဲ့နောက်တစ်ခုကရည်ရွယ်ချက်ရှိလှုပ်ဆောင်တာပါစိတ်ခံစားချက်တွေကအစွမ်းထက်ပါတယ်သူတို့ကခမည်းကိုဆွဲကင်ပြီးအာယုံဆိုင်မှုကိုပယ်ဖျက်ပစ်နိုင်တယ်ဒါပေမဲ့အားအကောင်းဆုံးသူကတော့စိတ်ခံစားချက်တွေကသူတို့ရဲ့လုပ်ရက်တွေကိုမဆုံးဖြတ်စေရဘူးသူတို့ကနောက်ပြန်ဆိုပြီးတော့အတွေးတွေကိုစုစည်းတဲ့အချက်လက်နဲ့အကြောင်းပြချက်ပေါ်အခြေခံပြီးဘယ်လိုတုံ့ပြန်မလဲဆိုတာရွေးချယ်တယ်ယုတ်တိဗေဒနဲ့တုံ့ပြန်လိုက်တဲ့အခါခမည်းထိန်းချုပ်မှုရှိနေပါတယ်ဒေါသထွက်တဲ့အချိန်လေးမှာဆုံးဖြတ်ခွင့်ပေးမဲ့အစားခမည်းကရလက်ကိုစုပ်ကင်ထားတာကကိုယ်စိတ်ကိုဒီလိုပုံစံမျိုးလေ့ကျင့်ပေးဖို့ပထမဆုံးအဆင့်ကတော့စိတ်ခံစားချက်တွေစတင်လွှမ်းမိုးလာတာကိုမှတ်မိဖို့ပါရင်ဘတ်ထဲကပူနွေးမှုနှလုံးခုန်လုံးမြန်လာတာမေးရိုးတင်းကျပ်လာတာတွေဟာလက္ခဏာတွေဖြစ်ပြီးသူတို့ကခမည်းရဲ့စိတ်ဟာချက်ချင်းတုံ့ပြန်ဖို့ပုံစံတွေကိုခုံဝင်တော့မယ်လို့တတိပေးနေတာပါဒီလက္ခဏာတွေကိုစောစီဖမ်းမိရင်ရပ်တန့်ပြီးစဉ်းစားဖို့ရှင်းရှင်းလင်းလင်းတွေးဖို့ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုဂရုတစိုက်ရွေးချယ်ဖို့အခွင့်အရေးရရှိလာနိုင်ပါတယ်ဒါကမီးမပြန့်ခင်ခလုတ်ပိတ်တာနဲ့တူပါတယ်စထမအချက်ကတော့ခမည်းရဲ့စွမ်းရည်တွေကိုကုန်ခန်းစေတဲ့အခြေအနေတွေကနေမြန်လက်ထွက်ဖို့လေ့ကျင့်ပါအခြေအနေတစ်ခုကကိုယ့်ရဲ့စွမ်းရည်တွေကိုကုန်ခန်းစေတဲ့ဆိုတာသိရှိရင်လျင်မြန်စွာလက်ထွက်နိုင်တဲ့စွမ်းရည်ဟာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားနဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိန်းသိမ်းဖို့အရေးကြီးတဲ့စွမ်းရည်ပါနေ့တိုင်းကျွန်တော်တို့ဟာတိခံစိတ်ကိုစမ်းသပ်စေတဲ့အာယုံစိုက်မှုကိုဆွဲခေါ်သွားတဲ့ကိုယ့်ရဲ့အတွင်းစိတ်ငြိမ်သက်မှုကိုချင်းချောက်တဲ့အချိန်တွေကြုံတွေ့ရပါတယ်အဲ့ဒီအချိန်တွေမှာခမည်းဘယ်လိုတုံ့ပြန်ဖို့ရွေးချယ်တယ်လဲဆိုတာကခမည်းရဲ့ဘဝကိုပုံဖော်ပေးနေပါတယ်စွမ်းရင်ကုန်ခန်းစေတဲ့အခြေအနေတွေကခမည်းကိုမလွှမ်းမိုးခင်မြန်ထွက်ခွာဖို့တင်ယူခြင်းဟာအားနည်းချက်မဟုတ်ပါဘူးကိုလေးစားမှုနဲ့ကိုထိန်းချုပ်နိုင်မှုကိုပြသခြင်းဖြစ်ပါတယ်စကားပြောဆိုမှုတစ်ခုနေရာတစ်ခုလူတစ်ယောက်ကတောင်ခမည်းကိုမောပန်းတင်းမှာစိုးရင်ပူပန်မှုတွေခံစားရစေတဲ့အချိန်တွေကိုခမည်းကြုံဘူးပါလိမ့်မယ်ဒါတွေကခမည်းရဲ့စွမ်းရည်တွေဆုံးရှုံးနေတဲ့ဆိုတဲ့ရှင်းလင်းတဲ့လက္ခဏာပြချက်တွေပါစိန်ခေါ်မှုကတော့ဒီလက္ခဏာတွေအပေါ်ချက်ချင်းမတွတ်ဆုပ်ပဲလှုပ်ဆောင်ဖို့ပါကြာနေလေခမည်းရဲ့စွမ်းရည်တွေပုံနေလေပါ
ဟန်ချက်ပြန်ညှိဖို့ပိုခက်လေပါပဲလင်မြန်စွာလက်ထွက်သွားတာကပြဿနာတွေကိုရှောင်ရှားတာမဟုတ်ပါဘူးဘယ်တိုက်ပွဲတွေကိုကိုယ့်ရဲ့အာယုံစိုက်မှုနဲ့ထိုက်တန်တယ်လေဘယ်အရာတွေကကိုယ့်ကိုအနှောက်အယှက်ပေးတယ်လဲဆိုတာကိုရွေးချယ်တာပါဒီအလေးချိန်ကကိုယ့်ရဲ့အတွင်းစိတ်အခြေအနေကိုနက်နက်ရှိုင်းရှိုင်းသတိပြုဖို့လိုအပ်ပါတယ်နဝမအချက်ကတော့နေ့စဉ်စိန်ခေါ်မှုတွေကနေကိုယ့်ရဲ့စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းကိုအားကောင်းအောင်လုပ်ပါစိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းတိဆောက်ခြင်းဟာတစ်ချိန်တည်းနဲ့ပြီးဆုံးသွားတဲ့အောင်မြင်မှုမဟုတ်ပါဘူးဒါကကိုယ့်ရဲ့အတွန်းအားနဲ့တည်ငြိမ်မှုကိုစမ်းသပ်တဲ့စိန်ခေါ်မှုတွေကိုနေ့စဉ်ရင်ဆိုင်ဖို့ကတိကဝတ်ဖြစ်ပါတယ်နေ့တိုင်းကျွန်တော်တို့ရဲ့တီးခံစိတ်ကိုစမ်းသပ်တဲ့တုံ့ပြန်မှုတွေကိုချက်ချင်းမတုံ့ပြန်ပဲစဉ်းစားပြီးတုံ့ပြန်နိုင်စွမ်းကိုမြင့်တင်ပေးတဲ့အခြေအနေတွေကိုကြုံတွေ့ရဖို့အခွင့်အရေးရှိပါတယ်ဒီလိုစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကိုရင်ဆိုင်ပြီးထိန်းချုပ်တဲ့ဖြစ်စဉ်ကကိုယ့်ရဲ့အတွေးခေါ်ကိုတဖြည်းဖြည်းပြောင်းလဲစေပါတယ်စိတ်ထင်ရဇွတ်လုတတ်တဲ့ခံစားချက်တွေကိုလျော့နှဲစေပြီးအတွေးအပေါ်အခြေခံတဲ့တုံ့ပြန်မှုတွေမှာပိုပြီးအမြင့်တွယ်လာစေပါတယ်စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းကိုအားကောင်းစေဖို့အခြေခံကတော့တတိရှိခြင်းပါစိတ်ခံစားမှုပြောင်းလဲမှုတွေရဲ့အစောပိုင်းလက္ခဏာတွေကိုသိရှိခြင်းကသူတို့ပိုဆိုးလာခြင်းမရှိခင်ကြားပြတ်တားဆီးနိုင်ပါလိမ့်မယ်ဒီလက္ခဏာတွေကတင်းငယ်နိုင်ပါတယ်ရင်ဘတ်ထဲတင်းကျပ်တာနှလုံးခုန်လုံးမြန်လာတာဒါမှမဟုတ်ပြတ်သားတဲ့စကားပြောခြင်းစိတ်ရုပ်ရည်ဖြစ်လာတာမျိုးပါဒီခန္ဓာကိုယ်လက္ခဏာတွေကိုအာရုံခံဖို့လေ့ကျင့်ခြင်းကအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ခံစားမှုတွေဟာစိတ်ကိုလွှမ်းမိုးမခံရခင်ခန္ဓာကိုယ်မှာအရင်ပေါ်လာတတ်လို့ပါဒီလက္ခဏာတွေကိုတတိထားမိခြင်းကလှုပ်ဆောင်ခြင်းမပြုမီနောက်ဆုတ်ပြီးရှင်းလင်းပြတ်သားမှုပြန်ရယူဖို့အခွင့်အရေးရှိပါတယ်နောက်ဆုံးအရေးကြီးတဲ့ချက်ကတော့ခမားတုံ့ပြန်လိုက်တဲ့အခါငြိမ်သက်ခြင်းကိုဆုံးရှုံးရစေတယ်ဆိုတာကိုယ့်ကိုယ်ကိုအမြဲတတိပေးပါငြိမ်သက်ခြင်းဟာထိလွယ်ရှလွယ်တဲ့ယတနာတစ်ခုပါခမားစိတ်ထင်ရာဇွတ်တုံ့ပြန်လိုက်တဲ့အချိန်မှာပဲရော့ထွက်သွားတတ်ပါတယ်တုံ့ပြန်မှုကိုလွှမ်းမိုးခွင့်ပေးလိုက်တိုင်းခမားဟာပြင်ပအရာတစ်ခုနဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားပါတယ်အဖြစ်ပြက်တစ်ခုမှတ်ချက်တစ်ခုဒါမှမဟုတ်ခမားရဲ့လွှမ်းမိုးမှုအောက်မှာမရှိတဲ့အခြေအနေတစ်ခုဖြစ်နိုင်ပါတယ်မစင်စားပဲမြန်မြန်တုံ့ပြန်လိုက်ခြင်းဟာကိုယ့်ရဲ့အတွင်းစိတ်ငြိမ်သက်မှုကိုအနှောက်အယှက်ပေးပြီးဒေါသနဲ့နောင်တတွေခံစားရစေပါတယ်ငြိမ်သက်ခြင်းဟာပရိပက္ခမရှိခြင်းတက်မဟုတ်ပဲကိုယ့်ရဲ့စိတ်ခံစားမှုအခြေအနေကိုထိန်းချုပ်နိုင်စွမ်းရှိနေခြင်းဖြစ်တယ်ဆိုတာနားလည်ဖို့အရေးကြီးပါတယ်ခမားတုံ့ပြန်လိုက်တဲ့အခါတန်ဖိုးမဖြတ်နိုင်တဲ့ထိန်းချုပ်မှုကိုခဏတာလွတ်မြောက်မှုအတွက်လဲလှယ်လိုက်တာနဲ့အတူတူပါပဲဒါကကိုယ့်ကိုယ်ကြီးမားတဲ့တန်ဖိုးနဲ့ပေးဆက်လိုက်တာပါဘဝဆိုတာကအမြဲတမ်းတုံ့ပြန်ဖို့ဖိတ်ခေါ်နေတဲ့အချိန်တွေကိုတင်ပြနေပါတယ်အချို့ကသေးငယ်ပြီးအရေးမကြီးတယ်လို့ထင်ရတယ်အချို့ကတော့အရေးပါတဲ့အကျိုးဆက်တွေရှိနိုင်တယ်ဒါပေမဲ့နိယာမကတော့အတူတူပါပဲတုံ့ပြန်လိုက်တိုင်းငြိမ်သက်ခြင်းကနေဆွဲထုတ်သွားပြီးဗယုတ်ဗရက်တွေအစားထိုးလိုက်ပါတယ်ဒီဆုံးရှုံးမှုဖြစ်ရခြင်းကတော့တုံ့ပြန်မှုတွေဟာစင်ញင်သုံးတရားပေါ်အခြေခံတဲ့ရွေးချယ်မှုတဲ့ချက်ချင်းဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်နဲ့မောင်းနှင်နေတာကြောင့်ပါသူတို့ကစင်ញင်သုံးသပ်ပြီးရည်ရွယ်ချက်ရှိတုံ့ပြန်နိုင်စွမ်းကိုကြော်ဖြတ်သွားတယ်စိတ်ခံစားချက်တွေရဲ့လျင်မြန်တဲ့မြင့်တက်လာမှုကစိတ်ဖိစီးမှုဟော်မုန်းတွေကိုထုတ်လွှတ်စေပြီးတင်းမာမှုကိုပိုဆိုးစေကာဆုံးဖြတ်ချက်တွေကိုဝေဝါးစေတဲ့ကွမ်းဆက်တုံ့ပြန်မှုကိုဖြစ်စေပါတယ်ဒီဖြစ်စဉ်ကိုနားလည်ခြင်းကတုံ့ပြန်ခြင်းရဲ့စစ်မှန်တဲ့တန်ဖိုးကိုသိရှိဖို့ကူညီရပါမယ်တုံ့ပြန်ခြင်းကိုကိုယ့်ကိုယ်ကာကွယ်ခြင်းဒါမှမဟုတ်ခံစားချက်တွေကိုဖော်ပြခြင်းနဲ့မှားယွင်းဖို့လွယ်ကူလှပါတယ်ဒါပေမဲ့တုံ့ပြန်ခြင်းကအလိုအလျောက်ဖြစ်ပေါ်ပြီးစစ်ထုတ်ထားခြင်းမရှိပါဘူးဒါတွေကတော့ဒေါသဒါမှမဟုတ်စိတ်အနှောက်အယှက်တွေကနေလွတ်မြောက်ပြီးငြိမ်သက်တဲ့ဘဝကိုဘယ်လိုတည်ဆောက်မလဲဆိုတာအဓိကအချက်တွေပါပဲဒီအချက်တွေကိုနေ့စဉ်ဘဝမှာလေ့ကျင့်ခြင်းဖြင့်ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုပုံမထိန်းချုပ်နိုင်မယ်ပိုပြီးအာရုံစိုက်နိုင်မယ်ဘယ်သူကမှကိုယ့်ကိုအလွယ်တကူလှုပ်ခါလို့မရအောင်ခိုင်မာတဲ့အတွန်းအားကိုတည်ဆောက်နိုင်မယ်လို့ဒီဗီဒီယိုကနေမှတ်သားစရာဖြစ်ရရှိမှာဖြစ်ပါတယ်ကိုယ့်ရဲ့ငြိမ်သက်ခြင်းဟာကိုယ့်ရဲ့အကြီးမားဆုံးစွမ်းအားပါပဲဒါကိုအရာအားလုံးနဲ့ကာကွယ်ပါမိတ်ဆွေတို့ဘဝရဲ့အခက်အခဲပြဿနာတွေကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့စာများများဖတ်ပါလို့တိုက်တွန်းပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်